နီအောင်လေးရခဲ့ပြီတနနန်းဘာလေးဖြစ်မလဲခရစ်စင်ကိုရောက်ရှိနေတာကတော့ချစ်သူဘဇာရဲ့ဘတ်တောင်း edition မှာရှိတဲ့ H&H Toy Store လေးမှာပဲဖြစ်ပါတယ်အဲ့ဒီမှာ blind မောင်လေးလေတစ်ခါကောက်ရင်1000ကျပ်ဆိုတော့ခရစ်စင် try ကြည့်ကြည့်မယ်အဲ့အတွက်ကြောင့်ခရစ်စင်နဲ့အတူလိုက်ကြည့်ပေးပါဦးအသက်9သက်ရပါပြီခရစ်စင်ဘယ်ဟာလေးတားကတ်ထားမလဲဆိုတော့ဒီအဖြူရောင်လေးကိုတားကတ်ထားကြည့်လိုက်နိုင်မောင်လေးနဲ့ချစ်စရာလေးနော်ဟုတ်မညက်လားကျွန်မကချင်မရခဲ့ပါဘူးခရစ်စင်နောက်ထပ်ပြီးတော့ try ကြည့်အောင်လားလဲကြပါအော်ခရစ်စင်အခုနီးစက်တဲ့ဟာလေးပဲပြန်လုံးလိုက်တော့မယ်လိုက်တာတော့လိုက်တယ်သိလားခရစ်စင်ဒီ target ပြန်ချိန်လိုက်မယ်ဒီအပြာရောင်ဘူးလေးကိုပြန်ချိန်လိုက်မယ်ညောင်3ချိန်တောင်ရှိပါပြီခရစ်စင်မရခဲ့ဘူးရှင်နေတော့ခုန်တယ်နော်လိုက်တော့ဟိုးနောက်ဆုံးတော့ဆက်အနီအောင်လေးရခဲ့ပြီတနနန်းဘာလေးဖြစ်မလဲမသိဘူးမီကိုတဲ့ဘာလေးဖြစ်မလဲရင်ခုန်တယ်ခရစ်စင်ဖောက်ကြည့်လိုက်မယ်နော်တခါတည်းဘာယုံလေးလိုချင်လဲဆိုတော့တနနန်းခရစ်စင်ဒီပန်းရောင်လေးလိုချင်တယ်ပန်းရောင်လေးပေါ့နော်ဘယ်ဟာလေးကြောင့်လဲတော့မသိဘူးပေါ့နော်ခရစ်စင်ကပန်းရောင်လေးလိုချင်တယ်ရင်ခုန်လိုက်တာSo cold. Okay, no. Chris, hello, din na tayo. May pawai. Chris, hello, kung nga ay ali may load din sa tayo. Yaw, yaw, load din ali. Yaw, pa. Edra jao, Chris, now take the edge and there, no? H&H Toy Store မှာအယုံလေးတွေမြန်လာကောက်ဖို့အတွက် bright မောင်လေးမြန်လာကောက်ဖို့အတွက်ခရစ်စင်ဖိတ်ခေါ်ပါတယ်တတန်ကျေးဇူးပါ